အားလုံးပဲမင်္ဂလာပါရှင်ဒီတစ်ခါတော့ Noble ကဘာစားပြမလဲဆိုရင်ဝက်ဦးဘိတ်ကိုစားပြမှာပါသူဟာဝက်သားတို့ထိုးဆိုင်ရအောင်ဘာတစ်ခုမှကျွေးလို့မရဘူးဝက်ဦးဘိတ်တစ်ခုအစားပါတယ်ဒါပေမဲ့ကျွန်မကတော့အိဝက်ဦးဘိတ်ကိုလုံးဝမစားဘူးကျွန်တော်ဟာစားတယ်ဘာဖြစ်လို့လဲဆိုတော့အဲ့ဒီဝက်ဦးဘိတ်ကအရန်နန်လို့တခြားဆိုင်တွေကလောက်ကြနန်တယ်ပေါ့နော်ဒါပေမဲ့ကျွန်မဒီဆိုင်မှာစားတဲ့အခါမှာလုံးဝသူ့ရဲ့လူဝဲချက်ကမနမ်းပါဘူးဆိုတော့ဝက်ဦးကိုလည်းစားချင်တယ်နန်တော့မစားနိုင်ဘူးလေဆိုရင်ဒီဆိုင်ကိုစားချင်ပါတော့မင်းကညွှန်ပါတယ်ဆိုင်နာမည်ကတော့ဘဝတူပါဒီတစ်ခွက်လုံးကိုကျွန်မကောစားပါတယ်ကျွန်မစားတဲ့အခါနဲ့သူကကျွန်မအော်ပါတယ်အဲ့တော့သူ့ဝဲကျွေးရပါတယ်ပေါ့နော်သူကလည်းမြင်ချင်ခိုင်းတဲ့အခါမှာအားလုံးကကောင်းတယ်လို့ပြောတယ်အရင်ကောင်းပါတယ်လူအီလိုလေးကလေးတော့လည်းစင်ပြေတယ်လူကြီးတဲ့စားမနမ်းတော့ကျွန်မအရင်ကြိုက်ပါတယ်နော်သူ့အချင်းကတော့ရန်ကုန်အချင်းစတိုင်ဆိုတော့တကယ်စားကောင်းပါတယ်သူ့စမတခြားရနိုင်တာလေးရှိပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်